အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ The Cliff Notes Movie Recap Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဘဝမှာပျော်ရွှင်မှုဆိုတဲ့စကားလုံးကိုဘလို့စလုံးပေါင်းရမယ်ဆိုတာတော့မသိပဲအဲ့ဒီအရာကိုခက်ခဲချမ်းသာစွာလိုက်ရှာခဲ့ရတဲ့သူတစ်ယောက်ရဲ့အမှန်တကယ်ဖြစ်ရမှန်ဇာတ်လမ်းကိုကြည့်ဖို့ပြီးပြီလားမကြည့်ရသေးဘူးဆိုရင်တော့ဒီ recap လေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။မိသားစုပြိုကွဲမှုအိမ်ယာမဲ့ဘဝနဲ့ဘဝအတွက်ရေကုန်ရေကမ်းရုန်းကန်ရင်သူ့သားလေးကိုပွေဖက်ပြီးအိမ်ယာမဝင်ခင်တိုင်းမင်းဖေဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့စကားကိုသာတွတ်ရေရွတ်ခဲ့တဲ့ဖခင်တူအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့2006ခုနှစ်မှာထွက်ရှိခဲ့ပြီးမင်းသားကြီး Will Smith နဲ့သူ့ရဲ့သားအရင်ဖြစ်သူ Jaden Smith တို့အကောင်းဆုံးသရုပ်ဆောင်ထားတဲ့ The Pursuit of Happiness ပဲဖြစ်ပါတယ်။ဇလန်ရဲ့အစား1980ပြည့်နှစ်ကာလအိမ်တော်တဲ့ဖခင်တယောက်ဖြစ်တဲ့ Chris Garner တယောက်ဈေးကြီးပြီးရောင်းရခက်တဲ့အယိုးသိပ်သီးစားတိုင်းတာတဲ့ scanner ဆက်ကြီးလက်ထဲတကိုင်နဲ့ဆေးရုံဆေးကန်းတွေစီလှည့်ပတ်ရောင်းရင်းတိုင်ပတ်နေခဲ့ပါတယ်။ရှိသမျှငွေအားလုံးကိုဒီ scanner ဆက်တွေဝယ်ယူရမှာအကုန်ပုံအောင်ရင်းလိုက်မိပြီးလက်တွေ့မှာတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေခဲ့ကတလားလုံးနေလို့မှစက်တလုံးရောင်းမရဖြစ်နေတဲ့အခါမှာတော့ဂါနာတယောက် San Francisco ပတ်ပြီးပုံကြီးတကိုင်နဲ့ကြောင်ပြောက်နေခဲ့ပါတယ်။ငွေရှာမရတော့စိတ်အစင်မပြေတော့အိမ်တော်ရေးကမตายရနဲ့ဇနီးဖြစ်သူလေတာတို့ကြားဆက်ဆံရေးတွေတနေ့နဲ့တနေ့တင်းမာပြီးမကြာခဏစကားများနေခဲ့ကြပါတယ်။တနေ့နဲ့တနေ့တက်လာတဲ့ကုန်ကျစရိတ်တွေအိမ်ငှားခတွေဆောင်ရမယ့်အခွန်နဲ့ bill တွေကလည်းသူတို့ရဲ့အစင်မပြေမှုကိုပိုပြီးမီးထိုးပေးနေခဲ့ပါတယ်။ဂါနာတယောက်သူ့ပုံကြီးကိုရောင်းရမလားမျောလင်းချက်နဲ့ပတ်သွားနေရင်ပြဿနာမျိုးစုံတက်ခါသူ့ကလေးကိုကြောင်းမကြိုနိုင်တာတွေမိသားစုအတွက်ပြက်ကွက်တာတွေများလာတဲ့ခါမှာတော့သူတို့ရဲ့အိမ်တော်ရေးဟာပြက်ဆဲဖို့အထိဖြစ်လာပါတော့တယ်။နောက်ဆုံးမှာငွေချေးဖိအားကိုမခံနိုင်တော့တဲ့ဇနီးဖြစ်သူလင်ဒါတယောက်ခင်မွန်းဖြစ်သူဂါဒါနဲ့သားလေးခရစ္စတိုဖာရိုကိုထားခဲ့ပြီးနယူးယောက်ကိုအလုပ်လုပ်ဖို့ထွက်သွားတဲ့အခါမှာတော့ဂါနာဟာသားကိုတူးတဲ့စောင့်ရှောက်ရမယ်ဖခင်တူဖြစ်လာပါတော့တယ်။ငွေချေးအတွက်ရုန်းကန်နေရတဲ့ဖခင်တယောက်ကအရွယ်မရောက်သေးတဲ့ကလေးတယောက်ကိုစောင့်ရှောက်ဖို့ဆိုတာတကယ်တော့လွယ်မနေခဲ့ပါဘူး။ဝင်ငွေအတွက် scanner ဆက်ကိုရောင်းလို့ရဖို့ဆေးရုံဆေးကန်းတွေစီပတ်သွားနေရသလိုတစ်ချိန်တည်းမှာပဲကလေးကိုအချိန်မီကြောင်းဖို့ကြောင်းကြိုဖို့စားရည်တောက်ရည်ပြင်ဆင်ပေးဖို့ဂါနာတယောက်အတော့ကိုရုန်းကန်နေရပါတော့တယ်။ဂါနာသူ့သားလေးကိုကလေးတင်းကြောင်းကိုတွားပို့တဲ့အချိန်မှာနေရန်မော်ကပျော်ရွှင်မှုနောက်သို့လိုက်ချင်းဆိုတဲ့စကားလုံးတွေကိုမြင်လိုက်ရတဲ့အခါပျော်ရွှင်မှုဆိုတာငွေကြေးပြည့်စုံတာကိုဆိုလိုတာလားငွေမရှိတဲ့သူတွေအတွက်ငွေရဖို့လုံးမရင်ပျော်ရဖို့ကိုပျောက်နေရပါလားငွေမရှိတဲ့ဘဝဟာပျော်စရာမကောင်းပါလားဆိုတာကိုတွေးမိရင်လည်းဒီနေ့မှာအမိုင်းစားကားတစ်စီးပေါ်ကနေဆင်းလာတဲ့တောက်ပြောင်ပြောင်ဝက်စားထားတဲ့လူတစ်ယောက်ကိုအမှတ်မထင်တွေးလိုက်ရပါတယ်။ပြုံးရွှင်တက်ကြွနေတဲ့အဲ့ဒီလူကိုစိတ်ထဲကအားကျလာပြီးဘာအလုပ်လုပ်လဲဘာလို့ချမ်းသာလာလဲလို့မေးလိုက်တဲ့အခါမှာတော့ထိုသူကရေးဆိုတဲ့ stock share ပွဲစားတစ်ယောက်ဖြစ်ပြီးငွေရှာနည်းကိုသိရင်ငွေရဖို့လွယ်တယ်။ခင်ဗျားလည်းစူးစမ်းရင်သူ့လိုဖြစ်ဖို့သူ့လိုဝင်ငွေကောင်းတဲ့အလုပ်မျိုးရဖို့လွယ်တယ်ဆိုပြီးပြောလာခဲ့ပါတယ်။ဒီတော့ဂါနာကသူ့လိုဖြစ်ဖို့ဘာလုပ်ရမလဲလို့မေးတဲ့အခါမှာတော့စိတ်ဝင်စားရင်လာဆက်သွယ်ပါ stock share ပွဲသားတယောက်ဖြစ်ဖို့ကောလိပ်ကဘွဲ့ဒီဂရီတွေရဖို့မလိုပါဘူး။တွက်ချက်နိုင်မှုစွမ်းရည်နဲ့လူမှုဆက်ဆံရေးကောင်းရင်လောက်ကင်နိုင်ကြောင်းသိလိုက်ရပါတော့တယ်။ဒါဟာဂါနာအတွက်ဂျာမင်းနဲ့တွေ့ရတယ်လို့လက်ရှိအကြက်တဲတွေကနေလွတ်မြောက်မဲ့လမ်းစာတစ်ခုကိုတွေးလိုက်ရတာပဲဖြစ်ပါတယ်။ဒါနဲ့ဂါနာတယောက်ဒီနေ့ချမ်းသာပျော်ရွှင်တဲ့သူဖြစ်ရမယ် stock share ပွဲစားအဖြစ်ငွေတွေအများကြီးရှာနိုင်ရမယ်ဆိုပြီးဒီအလုပ်ကိုလုပ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီးသူနဲ့ဆုံခဲ့တဲ့အောင်မြင်တဲ့ stock share ပွဲစားဂျေးနဲ့ဆုံတွေ့ခွင့်နဲ့မျက်နှာသာရဖို့စူးစမ်းပါတော့တယ်ဒီလိုစူးစမ်းရင်တရက်မှာဂျေးနဲ့ကားတစ်စီးနဲ့စီးနိုင်ဖို့ဖန်တီးနိုင်ခဲ့ပြီးလူတော်တော်များများအတွက်ဖြည့်ရှင်းရခက်တဲ့ရောင်စုံကူးပါတော့အယောင်လူဆက်ချင်းကစားနည်းကိုမိနစ်ပိုင်းအတွင်းဖြည့်ရှင်းပြလိုက်ခြင်းဖြင့်သူ့ရဲ့ဖြတ်ထိုးညံနဲ့တွက်ချက်နိုင်မှုစွမ်းရည်ကိုစ조사ဖော်ပြခဲ့နိုင်လိုက်ပါတယ်ဒီအချက်သေးသေးလေးကပဲဂျေးကသူ့ပေါ်သတိထားမိလာစေကဂျေးတို့ရဲ့ဒင်းဝေတာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကခေါ်ယူခံထားမဲ့အလုပ်တင်အစီအစဉ်မှာပါဝင်အရွေးခံဖို့အခွင့်အရေးကိုရရှိလာခဲ့ပါတယ်ဒီအစီအစဉ်ကရှောက်ထားသူမြောက်များစွာတွေကနေအယောက်20ကိုပနာမရွေးချယ်ပြီးအလုပ်တင်ခံထားမယ်အဲ့ဒီအလုပ်တင်အယောက်20တဲကနေမှအတော်ဆုံးတဦးကိုသာရွေးချယ်ပြီးအမြဲတမ်းဝန်ထမ်းအဖြစ်ရွေးချယ်ခံထားမှာပဲဖြစ်ပါတယ်။ဒါဟာစိန်ခေါ်မှုအတော့ကိုကြီးမားတဲ့ခရီးတစ်ခုဖြစ်ပါတယ်။လူ20တဲကအတော်ဆုံးတစ်ယောက်ဖြစ်ဖို့က
အတော့ကိုထူးချွန်နေမှရမှာဖြစ်ပါတယ်ဒါပေမဲ့ဂါနာအတွက်ဒီအချက်တဲ့ပို့ပြီးအရေးကြီးတဲ့အခက်အခဲကအဲ့ဒီအလုံးတင်ကာလ6လစလုံးမှာအလုံးသက်သက်ကိုသာစ조사လှုပ်ဆောင်ရမှာဖြစ်ပြီးတော့လစာငွေတစ်ချက်မှမရရှိခြင်းပါပဲဝင်ဝင်မရှိတဲ့လူတယောက်6လအလကားလုပ်ပေးဖို့ဆိုတာစိန်ခေါ်မှုအကြီးစားကြီးပါပဲဒီလိုရင်မောနေရတဲ့ဂါနာအတွက်လောကရန်ကဒါနဲ့တင်မပြီးသေးပါဘူးအလုံးတင်ဝင်ဝင်ဖြေရမယ့်ရက်မှာပဲသူပေးရမယ့် test တွေအချိန်မီမဆောင်နိုင်တဲ့အတွက်တရားရင်ဆိုင်ရပြီးအချုပ်ထဲရောက်သွားခဲ့ပါတယ်ဒီဝင်ဝင်သာမရရင်သူမျော်မှန်းထားသလိုဘယ်တော့မှဖြစ်မလာမှာကိုသိတဲ့ဂါနာတယောက်အင်တာဗျူးကိုအချိန်မီရောက်အောင်အဝတ်စားတော့မလဲနိုင်တော့ပဲညစ်ပတ်နန်းစောနေတဲ့အဝတ်စားနဲ့သာအပြေးသွားရပါတော့တယ်တာမန်ကြည့်ရင်ဒါဟာအင်တာဗျူးတဲ့သူတွေကိုစော်ကားခြင်းပါပဲဒါပေမဲ့သူ့ဘဝအဖြစ်မှန်ကိုဖွင့်ပြောပြပြီးတော့သူ့ရဲ့လင်းမြန်ပြတ်သားတဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေနဲ့ရဲဝံ့စွာတင်ပြနိုင်စွမ်းရည်တွေကိုပြလိုက်တဲ့အခါအင်တာဗျူးပုတ်ဖွဲ့ကသူ့ကိုအခွင့်အရေးပေးတဲ့အနေနဲ့အလုပ်တင်နေရာကိုရွေးချယ်ခံထားပေးလိုက်ပါတော့တယ်ဒါပေမဲ့ဒီလိုရွေးချယ်ခံရလို့အကြာကြီးပျော်ရမယ့်အခွင့်အရေးမရလိုက်ပါဘူးအလုံးတင်ကာလ6လအတွင်းမှာဂါနာအတွက်နောက်ထပ်ပုတ်စာတွေကတပုတ်ပြီးတပုတ်ကိုအသင်းစောင့်နေခဲ့ပါတယ်ပထမပုတ်စာကအိမ်ငါးကမပေးနိုင်တဲ့အတွက်ဂါနာတို့သားအဖအိမ်မော်ကဆင်းပေးလိုက်ရခြင်းပါပဲပြီးတော့အိမ်ငါးကမပေးနိုင်ပေမဲ့ဈေးသက်သာတဲ့တဲခိုးကံမှာငှားနေလို့ခဏတာအစဉ်ပြေသွားပေမဲ့လေသူတို့သားအဖရဲ့အစဉ်ပြေမှုကကြာရှည်မခံခဲ့ပါဘူးအလုံးတင်ဝင်ဝင်ရရှိခဲ့ပေမဲ့ဝင်ဝင်မရှိတာကြောင့်အခြား bill တွေပေးဆောင်စရာတွေကိုပေးဆောင်နိုင်ခြင်းမရှိတဲ့အတွက်သူ့ရဲ့ဘဏ်အကောင့်ကိုအပိတ်ခံလိုက်ရတဲ့အခါမှာတော့ဂါနာတို့သားဖနေစရာမရှိတော့ပဲလမ်းဘေးရောက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာခရစ်စာတားလေးစိတ်မကောင်းမဖြစ်အောင်သူ့ရဲ့ scanner ကို time machine လို့ဟန်ဆောင်အမည်တက်ပြီးဒိုင်နိုဆောခေတ်ကိုရောက်သွားသလိုနဲ့ဒိုင်နိုဆောတွေရဲ့ရန်ကနေရှောင်ပုံးဖို့ကြိုးစားတဲ့ကစားနည်းနဲ့နှစ်သိမ့်ပြီးယထာဘူရာယုံအတွင်းကအများဆုံးတန့်စင်ကန်းတွေမှာခိတ္တအိတ်ဆက်ဖို့ကြိုးစားရင်းနဲ့ဘဝကိုခက်ခဲဖြတ်တန်းခဲ့ရတာတွေကတကယ်ကိုရင်နှင်းစရာပြကွက်ဖြစ်ပါတယ်။တန့်စင်ကန်းတကားကိုပိတ်ထားပြီးသူ့သားလေးကိုပွေဖက်ထားရင်းဘူရာယုံထဲမှာဝင်လာတဲ့လူတွေရဲ့ခြေတံတွေကိုနားထောင်နေရတဲ့ခရစ်ရဲ့နာကျင်စွာကြာဆင်းလာတဲ့မျက်ရည်တွေကသူ့သားရဲ့သပင်တွေကိုဆွတ်ဆိုစေခဲ့ပါတယ်။ကန်စမာဆိုးကဒါရင်မကသေးပဲအိတ်ဆရာဂျော်ဒခင်ရဖို့အိမ်ယာမဲတွေအတွက်တရက်တာအခမဲ့အိတ်ခွင့်စားခွင့်ရတဲ့လူမှုဖူလုံရေးရိပ်သာတွေဖျားเจ้าတွေမှာနေ့စဉ်ပြဿနာပေါင်းစုံနဲ့နေရာလူကတန်းစီခဲ့ရတာတွေကလည်းတကယ်ကိုနာကျင်စရာပါဒါပေမဲ့ဂါနာအတွက်ဒီနှာကျင်မှုကိုခံစားနေလို့မရသေးပါဘူးအလုတ်တင်20ထဲမှာအရွေးခံရရေးအတွက်တစ်ချိန်လုံးစူးစမ်းနေရသလိုကျန်တဲ့အချိန်မှာနေ့စဉ်အသက်ရှင်တန်နိုင်အောင်စားတောက်ခွင့်ရဖို့အတွက်သူ့ရဲ့ legend scanner တွေကိုရောင်းချနိုင်ဖို့စူးစမ်းနေရပါသေးတယ်ဂါနာသူ့ရဲ့လစာမဲ့အလုတ်တင်ကာလကိုဖျက်ဆီးဖို့အတွက်အချိန်တိုင်းကိုရွှေလိုတန်ဖိုးထားခဲ့ပါတယ်သူဟာတစ်နေ့ကိုနိုင်ပေါင်းများစွာတယ်လီဖုန်းခေါ်ဆိုမှုတွေပြုလုပ်ခဲ့ပြီးဖောက်တယ်ရဲ့စိတ်ဝင်စားမှုကိုရရှိအောင်စူးစမ်းခဲ့ပါတယ်တခြားအလုပ်တွေနေရာဖုန်းချပြီးမှခေါ်ဆိုမှုအသစ်ကိုပြန်စားခဲ့ပေမဲ့ Chris ကတော့ဖုန်းကိုမချတော့ပဲခလုံးနေပြီးနောက်တစ်ယောက်ပြီးတစ်ယောက်ကိုချက်ချင်းဆက်သွယ်နေခဲ့ပါတယ်။ဒါဟာအဖို့တန်တဲ့အချိန်တွေကိုချွေတာရရောက်ခဲ့ပါတယ်။နေကင်းသာစားချိန်တော်မယူပဲလိုအပ်တဲ့အလုပ်တွေအားလုံးကိုအမြန်ဆုံးပြီးအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဂါနာဟာအလုပ်တင်ကာလရဲ့အလယ်လောက်မှာဟော့တယ်တွေကိုစတင်ရရှိလာပြီးအောင်မြင်မှုလက္ခဏာတွေစပြလာပါတယ်။ဒီနေ့မှာတော့သူ့ရဲ့ဈေးကြီးတဲ့အယိုးသိပ်သီးစားတိုင်းတာဆက်ကိုခိုးယူခံလိုက်ရတာဟာသူ့အတွက်နောက်ဆုံးမျှော်လင့်ချက်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအကြီးမားဆုံးဆုံးရှုံးမှုတွေကြားထဲကပဲသူဟာအကြီးမားဆုံးဖောက်သည်ကိုရရှိဖို့အတွက်အားကုန်ကြိုးပမ်းခဲ့ပါတယ်။အားသားဝဲကိုတွားနေတဲ့ဖောက်သည်တွေနောက်ကိုလိုက်သွားပြီးပွဲကြီးစင်မှာတော့မှသူ့ရဲ့အလုပ်အကြောင်းကိုအသေးအံပြောဆိုခဲ့ရင်ဂါနာဟာအယောင်သမားတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပြသခဲ့ပါတယ်။အလုပ်တင်ကာလရဲ့နောက်ဆုံးနေ့ဖြစ်တဲ့6လပြည့်ရဲ့နေ့ဟာရောက်ရှိလာခဲ့ပါပြီ။သူနဲ့အတူရှင်ပြိုင်ခဲ့တဲ့လူ20တဲကတယောက်တည်းကိုသာရွေးချယ်ခန့်အပ်မှာပါ။ခရစ်ဟာသူ့ရဲ့ညစ်ပတ်နေတဲ့အဝတ်စားတွေနဲ့အတူရုံးခန်းထဲကိုဝင်လာခဲ့ပါတယ်။သူ့ရဲ့စူးစမ်းအားထုတ်မှုစိတ်သက်ခိုင်မာမှုနဲ့ဉာဏ်ရည်ထက်မြက်မှုတွေကြောင့်ဂျင်းဝေတာကသူ့ကိုအလောက်ခန့်အပ်လိုက်ပြီးဖြစ်ကြောင်းပြောလိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့အချိန်မှာဂါနာရဲ့မျက်ရည်တွေကတစိမ့်စိမ့်နဲ့စီးကြလာပါတော့တယ်။သူဟာအဲ့ဒီနေ့မှာပဲရုံးခန်းကနေလမ်းပေါ်ကိုပြေးထွက်သွားခဲ့ပြီးလူအုပ်ကြားထဲမှာလက်ခုပ်တီးပြီးစိတ်လွတ်ကိုလို့ပျော်ရွှင်ခဲ့ပါတယ်။သူ့ရဲ့သားလေးကိုခေါ်ဖို့ကလေးထင်းချောင်းစီကိုလမ်းလျှောက်သွားရင်းနဲ့သူလိုချင်တဲ့ပျော်ရွှင်မှုကိုနောက်ဆုံးတော့သူရှာတွေ့ခဲ့ပြီဆိုတဲ့ခံစားချက်နဲ့ပြည့်နှက်ပျော်ရွှင်နေခဲ့ပါတော့တယ်။ဇသိမ်းမှာတော့ Chris Garner ဟာ
ငွေကြေးကိုစိတ်ပူစရာမလိုတော့တဲ့အောင်မြင်တဲ့ stock ပွဲစားတစ်ယောက်ဖြစ်လာခဲ့ပြီးမကြာခင်မှာပဲကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုတည်ထောင်နိုင်ခဲ့သူအဖြစ်အောင်မြင်စွာနဲ့ဒီဇလန်းလေးကိုအဆုံးသတ်ထားပါတယ်ဒီစကားလေးကနေရရှိခဲ့တဲ့ message တွေကတော့ဘယ်သူကမှမင်းကိုတခုခုမလုပ်နိုင်ဘူးလို့ပြောတာကိုလက်မခံနဲ့မင်းမှာအိမ်မက်ရှိရင်အဲ့ဒါကိုမင်းကိုယ်တိုင်အကာအကွယ်ပေးရမယ်အခက်အခဲများကျုံနေရင်တော့မှဟန်ဆောင်မှုမရှိပဲရိုးသားစွာဝန်ခံပြောဆိုခြင်းကယုံကြည်မှုကိုပုံမရရှိစေနိုင်တယ်။အောင်မြင်မှုအတွက်အချိန်တစ်စက္ကန့်ချင်းစီကိုအထီးရောက်ဆုံးနည်းလမ်းများနဲ့အသုံးချတတ်ရမယ်။အဆိုးအဆုံးခြေတွေမှာတော့စိတ်နဲ့မကြပဲအကောင်းမြင်စိတ်နဲ့ဖန်တီးနိုင်စွမ်းကိုစုပ်ကိုင်ထားရတယ်။လက်လျှော့လိုစိတ်များကိုကြော်ဖြတ်ပြီးနောက်ဆုံးအချိန်ထိစ조사ပါကအောင်မြင်မှုကမလွဲမသွေရောက်ရှိလာတတ်တယ်ဆိုတဲ့ခံစားမှုအတွေ့အကြုံလေးတွေကိုရရှိစေတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ဘဝမှာအခက်ခဲဆုံးချိန်တွေကိုဘလို့ကြော်ဖြတ်အောင်မြင်ခဲ့တယ်လဲဆိုတာကိုလည်း comment မှာရေးသားမျှဝေပေးခဲ့ပါဦးခင်ဗျာဘုဒ္ဓတရားရမယ့်ဇလန်းလေးတွေကိုအနှစ်ချုပ်တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ The Cliff Note Channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တာယာပျော်ရွှင်ပွဲကောင်းတဲ့နေ့လေးဖြစ်ကြပါစေ